လူတွေပြောခဲ့ဘလို့တွေပြောင်းသွားလဲအရင်စင်းမတော့ခင်နဲ့အခုတော့ပြီးတယ်ဘလို့ပြောင်းသွားလဲဘလို့ပြောင်းလို့ဆိုတော့ဆရာကြီးနဲ့တက်တာပေါ့တက်တာတယ်နှစ်ဖူးကုံတော့တက်တာသွားကကြမှာဆေးရလာဖို့အဆင်မပြေတော့အဆင်မပြေဘူးဖြစ်ပထမဘလို့နေရလဲစင်းမတော့ခင်တော့ကြိုက်ကျင်တညာ3ရက်ကတော့ဆေးတွေလိမ့်ရတယ်အခုတပူးကောင်တော့မလိမ့်ရတော့မလိမ့်ရတော့စားလို့အိတ်လို့ဘယ်နဲ့လဲပြောင်းသွားပြီလားပြောင်းနေဆရာကောင်းတယ်ပေါ့ဖြစ်ပါနဲ့နှစ်ဖူးကောင်တော့လုံးလုံးကိုပေါ့ပပိုင်းဖြစ်ပြီးတော့ပျောက်တော့ဆေးရပြတ်သွားရောဆက်တော့ဆရာမရှိဘူးအခုရှင်းတယ်ပြီကဟိုတောက်တာပြောင်းနေပြီနော်ဟုတ်ကဲ့ဟိုပါပေါ့စိတ်ရှင်းအောင်လုပ်လာခဲ့တာပေါ့နော်ဟုတ်ကဲ့နော်အမောပါပြောင်းသွားကြပြောဒီကတော့ပြောင်းနေစရာအခုကျတော့မပြောင်းဘူးဆေးရတခုနဲ့တော့တာဘူးတော့တယ်ခုကျတော့ခေါင်းနေမူးတယ်ဆက်ပြန်ထိုးတယ်ပြောရတယ်ဆေးရအင်္ဂလိပ်တွေပြန်တောက်နေနောက်မတောက်နဲ့တော့လာမလို့တော့နော်သူတောက်လာသူကဒီသွေးပြောသေးပဲအဆင်မပြေဘူးနော်ရေရှည်ကြတော့အဆင်မပြေဘူးဒါမတောက်နဲ့တော့နော်ဒါအင်္ဂလိပ်ဆေးတော့ဗမာဆေးတော့အကုန်ရမယ်ဆေးတွေအကုန်ဖြတ်ပြမလားနော်ဒါပြောင်းသွားလားအခုပြောင်းနေဘယ်လိုပြောင်းဟောမယ်တော့နည်းနည်းထုံထုံနေနေသေးတယ်နည်းနည်းကြာရှီစီလက်စီလည်းအခုပြန်ထွက်လာတယ်ဟုတ်ပါတော့ဖြစ်သွားပြီမလားအခုအရေးကြီးတဲ့ဥစ္စာတော့ပြီးပါပြီလေနော်အရေးကြီးတဲ့မျက်စိပိုင်းလည်းကြည်ရနေရကြီးတာလေလည်းပေါ့သွားတယ်ဒါပေမဲ့အခုဆေးပြတ်သွားလိုက်တော့ပြန်စားတာပေါ့ဆေးပြတ်နေရတယ်အကင်းသေးသွားလားနောက်ကအပူတွေလည်းဆက်ထုတ်ပေးမယ်လေနောက်ဆိုဒါဆိုအကုန်ကောင်းအောင်လားဒါတော့လူသစ်တွေပဲလားစီဂျိုဒါစီဂျိုဘယ်လောက်တက်ဘူးလဲစီဂျိုဟိုတနေ့က400ကျော်တက်သွားတယ်400ကျော်တက်သွားတော့ချီမဘေးလေးမယ်ဟိုအရေးကြီးပူလေးလို့ပေါ့အားနဲ့ဆီယမောင်းနှက်ဆက်တော့ဆီယမလာခဲ့ဘောလေလုတ်ပေးရမှာပေါ့လေဆိုအားနဲ့အဲ့တွားလိုက်တာကျန်တာရောပါယောဂတွေလဲစီဂျိုတွေပဲလားကျမဟိုတယောက်ကဆရာကြီးဟိုကစီးကြောက်တဲ့စီကြောက်ရတယ်နော်စီကြောက်ရတယ်တဲကြီးကြောက်တဲ့လူတွေရတယ်နော်စီကြောက်တယ်တဲကြီးကြောက်တယ်နောက်ကြောက်ကဆေးမဲ့လူတွေပါအကုန်ရပါနော်အကုန်လုံးရပါနော်စီးကြောက်ကနည်းနည်းပြောက်သွားတော့ဆရာကိုဘာဖြစ်တော့ဆိုအစာအိမ်နဲ့ရတယ်အစာအိမ်နဲ့ဆိုကိုစီးကောင်းထွက်ခောက်သွားပြီးတဲဆရာရှိပဲလိုက်ခဲ့တော့အကုန်ပြတ်သွားလို့လားအားလုံးမီမိုတိုင်းဖောင်မိုတိုင်းဖြစ်ပါသေးလားအနေပြီးတော့နော်စိတ်နဲ့ပတ်သက်လို့အကျဉ်းနှမှုရှိတယ်မလားကျဉ်းနှပါတယ်ကျဉ်းနှပါတယ်နော်ဟုတ်ကဲ့ကျွန်တော်လည်းဒီဘက်ကကြီးပေါင်းနေကလထိုင်နဲ့အိတ်နေရလားဘယ်လိုလဲစီတပူတော့ရတော့ကလထိုင်နဲ့လူကောင်းသွားပြီကောင်းသွားအခုအလုံးလို့ရပါပြီလားဟုတ်ကဲ့ပါလက်အိတ်လို့ရပါပြီဆရာကြီးပါလားဒီကောက်ကလထိုင်ကြီးတည်တယ်လားကလထိုင်ကြီးတည်လားရောက်တဲ့နေရာကလထိုင်နဲ့အိတ်နေဟုတ်ကဲ့အကုန်ကောင်းပါလားဟုတ်တော့အဲ့ကလထိုင်နဲ့အိတ်အောင်လို့တိုးကြ